တောင်အာရှဒေသမှာဒီမြောက်တွေကိုဖမ်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအဝကျင်းအိုးတစ်လုံးလေးကိုယူပြီးတော့မှအဲ့အိုးတွေကိုမြောက်တွေကြိုက်တဲ့အစားအစာတနည်းအားဖြင့်ကျွန်တော်တို့ဒီပြောင်းမှုလို့ပါတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုအစားအစာတွေကိုဒီအဝကျင်းအိုးလေးတွေကိုထည့်ထားတယ်တဲ့အဲ့ဒီအခါမှာမြောက်တွေကဒီအိုးတွေကအစာကိုလက်ကလေးနဲ့နှိုက်လိုက်တယ်နှိုက်လိုက်တဲ့အချိန်မှာဝင်သွားတော့သူကချောချောချူချူပဲဒါပေမဲ့ဒီသူတို့လက်ကိုပြန်ထုတ်လိုက်တဲ့အချိန်မှာဒီအစာနဲ့အတူတူအဝမှာပိတ်မိနေပြီးတော့ပြန်ပြီးတော့ထုတ်လို့မရဘူးဖြစ်သွားတယ်အဲ့ဒီခါမှာကျွန်တော်တို့ကဒီမြောက်ကလေးကိုအလွယ်တကူဖမ်းလိုက်ရုံပဲတဲ့ဆိုတော့ဒီနေရာမှာစဉ်းစားဖို့ကောင်းတာကဒီမြောက်ကလေးကဒီသူ့ရဲ့လက်မှာကင်ထားတဲ့အစာကိုလွတ်လိုက်တာနဲ့ဒီမြောက်ထောင်ချောက်ကနေပြီးတော့ဒါလွတ်နိုင်တဲ့အနေအထားရှိတဲ့ဟာကိုဘာဖြစ်လို့ဒါမလွတ်ခဲ့တယ်လဲပေါ့နော်ဒီဟာကကျွန်တော်တို့စဉ်းစားစရာကောင်းပါတယ်အဲ့ဒီမြောက်တွေကသူတို့လက်ထဲကအစာကိုလွတ်လိုက်တယ်ဆိုလို့ရှိရင်သူတို့ဒီထောင်ချောက်ကနေလွတ်မဲဆိုတာကိုသိတယ်ဒါပေမဲ့သူတို့မလွတ်နိုင်ဘူးဒီအမိတာခံလိုက်မယ်အဖမ်းတာခံလိုက်မယ်ဒီလက်ထဲကအစာကိုလွတ်ပစ်လိုက်ဖို့ဆန္ဒမရှိကြဘူးအဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်စကားမှာ don't get caught in the monkey trap ဆိုပြီးတော့အဲ့လိုမျိုးလေးကျွန်တော်တို့တင်စားပြီးတော့ပြောကြတာလေးရှိတယ်ပေါ့နော်ရိုးရှင်းသုံးဘာသာပြန်ရရင်ကျွန်တော်တို့မြောက်ထောင်ချောက်မှာပိတ်မမိနေစေနဲ့ပေါ့ဒီလိုမျိုးမြောက်ထောင်ချောက်မှာအဖမ်းမခံမိစေနဲ့ဒီလိုမျိုးလေးကျွန်တော်တို့ရိုးရှင်းဆုံးနားလည်လိုက်လို့ရတယ်ပေါ့နော်ဘာသာပြန်ပြီးတော့အဲ့လိုမျိုးလေးနားလည်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမြောက်ထောင်ချောက်ဥမာလိုပဲကျွန်တော်တို့လူတွေမှာလည်းငါတော့ညံမကောင်းဘူးငါညံထိုင်းလိုက်တာတခုခုဆိုငါဒီအတစ်တွေကိုလေးလာတင်ယူနိုင်မှာမဟုတ်ဘူးလေးလာတင်ယူနိုင်စွမ်းမရှိဘူးတခြားသူတွေလိုမျိုးတီထွင်ဖန်တီးနိုင်စွမ်းနေငါမှမရှိဘူးဒီသူများတွေထူးချွန်တယ်လို့မျိုးငါထူးချွန်လို့မရဘူးသူများတွေပြောင်းလဲတယ်လို့မျိုးငါပြောင်းလဲလို့မရဘူးအစရှိတဲ့ဖြင့်ကျွန်တော်တို့ရဲ့တခုခုဒီပြောင်းလဲဖို့လှုပ်ဆောင်မဲ့အရာတိုင်းကိုကျွန်တော်တို့ကတွတ်ဆုပ်ပြီးတော့မှပြောင်းလဲဖို့ဒီနှောင့်နှေးနေတယ်ပေါ့နော်ကြံ့ကြာနေကြတယ်အဲ့ဒါတွေရဲ့အဓိကအခြေခံအကြောင်းရင်းကကျွန်တော်တို့ရဲ့အတွေးတွေထဲမှာကျွန်တော်တို့ရဲ့ခေါင်းတွေထဲမှာဒီနှစ်ရှည်လာများစွာခိုင်မြဲအမြင့်တွေလာခဲ့ကြတဲ့ဒီရှေးရိုးအစဉ်လာတွေဒီအလုံးမဖြစ်တဲ့အတွေးခေါ်ဟောင်းတွေအယူဆဟောင်းတွေအဲ့ဒီအရာတွေကကျွန်တော်တို့ဘလော့ဖြစ်စေတာကျွန်တော်တို့ရဲ့ဒီအတစ်တစ်တော့တွေးခေါ်မှုတွေလေ့လာသင်ယူမှုတွေတီထွင်ဖန်တီးမှုတွေဒါတွေကိုအခုနပြောခဲ့တဲ့ဒီရှေးရိုးအယူဆတွေဒီအလုံးမဖြစ်တော့တဲ့ဟောင်းနှမ်းနေတဲ့အတွေးခေါ်တွေဒါတွေအကုန်လုံးကကျွန်တော်တို့ကလာပြီးတော့ကန့်တက်ထားတယ်အဲ့ဒီခါကျတော့ခုနစောစောနာမြောက်တွေလိုပဲကျွန်တော်တို့ကလက်ထဲကအစာကိုလွတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထောင်ချောက်ထဲကလွတ်သွားမှန်းတော့သိတယ်ဒါပေမဲ့အဲ့လက်ထဲကအစာကိုလွတ်ပစ်လိုက်ဖို့ဆန္ဒမရှိကြဘူးအလားတူပဲကျွန်တော်တို့လူသားတွေမှာလည်းဒီပြောင်းလဲဖို့ဆန္ဒကိုကျွန်တော်တို့ကမရှိကြတာတချို့အခြေအနေတွေမှာပြောင်းလဲဖို့ဆန္ဒကိုမရှိကြတာဘာလို့ဆိုတော့ငကိုရှိရင်းဆွဲအခြေအနေဒီဆုံးဖြတ်ပြီးသားအခြေအနေပုံစံခွက်ထဲမှာရှိပြီးသားအခြေအနေမျိုးမှာပဲကျွန်တော်တို့ကပိတ်မိနေသွားတတ်ကြတယ်ဒီလိုဖြစ်ရတာဘာလို့လဲဆိုရင်ကျွန်တော်တို့ရဲ့ခေါင်းထဲမှာကဒီအလုံးမဖြစ်တဲ့အတွေးခေါ်တွေပြောင်းလဲရမှာတွန့်ဆုတ်နေတတ်တဲ့ဒီရှေးရိုးဒီရှေးရိုးအစဉ်လာတွေတတ်မှတ်ချက်တွေidea ဒီအဟောင်းတွေဒါတွေအကုန်လုံးကကျွန်တော်တို့ခေါင်းထဲကိုဝင်ရောက်အမြင့်တွယ်စွာပေါ့နော်ခိုင်မြဲစွာဝင်ရောက်နေပြီးတော့မှအဲ့ဒါကိုကျွန်တော်တို့ကပြန်ပြီးတော့ပြောင်းပြန်လှန်လိုက်ဖို့ဒီဟာကိုတော်လန်လိုက်ဖို့စန့်ကျင်လိုက်ဖို့ကျွန်တော်တို့အုံနောက်ကတိတ်ပြီးတော့ဒီမပါဝင်ဘူးဖြစ်နေတာပေါ့နော်လှုပ်ဆောင်ချက်တွေလှုပ်ဆောင်ဖို့အတွက်ကိုကျွန်တော်တို့ကတိတ်ပြီးတော့ထိထိရောက်ရောက်မလှုပ်ဆောင်နိုင်ဘူးဒါမျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်ဒီလိုပြောလိုက်လို့ကျွန်တော်တို့ကidea ဘောင်းဒီ idea အဟောင်းတွေရှိသမျှ idea အဟောင်းတွေယဉ်ကျေးမှုအဟောင်းတွေအတွေးခေါ်အဟောင်းတွေအကုန်လုံးဆွန့်လွတ်ပြစ်လိုက်ရတော့မှလားဆိုလို့ရှိရင်ဒီလိုတော့လည်းမဟုတ်ပြန်ဘူးပေါ့နော်ရှိသမျှ idea ဘောင်းစုံဒီအတွေးခေါ်အဟောင်းဘောင်းစုံမျိုးကိုလည်းကျွန်တော်တို့ယဉ်ကျေးမှုအဟောင်းဘောင်းစုံမျိုးကိုလည်းဒီစန့်ကျင်နေကြတော့မလိုဘူးပေါ့နော်ဒီနေရာမှာတစ်ခုရှိတာကလူတစ်ယောက်ရဲ့ဘဝမှာအောင်မြင်ဖို့အဆင်ပြေဖို့ပျော်ရွှင်ဖို့ဒီရှင်သန်ကြံရစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်အတစ်တော့ပြောင်းလဲမှုတွေဒီပေါက်ကုတ်ပောင်ဝင်းခြင်းရဲ့အတစ်တော့ပြောင်းလဲမှုတွေကိုဒီပြောင်းလိုက်တဲ့ပြောင်းလဲနိုင်စွမ်းဒါမျိုးတွေရှိရတယ်နောက်ပြီးတော့ကျွန်တော်တို့အတစ်တော့အကြောင်းအရာတွေကိုစူးစမ်းလေ့လာနိုင်စွမ်းဒီလိုဟာမျိုးတွေရှိရတယ်အဲ့လိုမျိုးရှိမှဒါကျွန်တော်တို့ရဲ့ဘဝ colorful ဖြစ်ပြီးတော့မှအောင်မြင်မယ်ပျော်ရွှင်မယ်ပြီးတော့ရှင်သန်ကြံရစ်နိုင်မယ်ပေါ့နော်ဒါလေးကတော့အရေးကြီးတဲ့ point လေးတစ်ခုပါပဲ
ဒီကတော့ကျွန်တော်တို့ကိုပြောနေတဲ့စကားတွေမှာငါတော့ညံမကောင်းငါတော့ညံတုံးတယ်ငါပြောင်းလဲလို့ရမှာမဟုတ်ဘူးငါအတစ်တော်အကြောင်းအရာတွေကိုသင်ယူနိုင်မှာမဟုတ်ဘူးငါမှသူများတွေလိုတီထွင်ဖန်တီးနိုင်စွမ်းရှိမှာမဟုတ်ဘူးငါတီထွင်ဖန်တီးနိုင်စွမ်းတွေကိုလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့အဲ့လိုမျိုးကိုကောင်းတဲ့ကိုယ့်ရဲ့အတွေးခေါ်တွေဒီလိုမျိုးအလုံးမဖြစ်တဲ့အတွေးခေါ်တွေတွေးနေမယ်အစားပြောနေမယ်အစားပေါ့နော်ကျွန်တော်တို့ခုနဒီမြောက်ဥပမာလိုပဲ don't get caught in the monkey trap လို့ခေါ်တဲ့မြောက်ထောင်ချောက်ထဲမှာပိတ်မမိနေသေးပါနဲ့ဆိုတော့ဒီ remind မျိုးလေးကျွန်တော်တို့ပေးနိုင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အကျိုးများလိမ့်မယ်လို့ကျွန်တော်အနေနဲ့ဒါယုံကြည်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ဒီနေ့မိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိသေးဖို့ရည်ရွယ်ပြီးတော့မျှဝေပေးခဲ့တဲ့ knowledge sharing လေးဖြစ်ပါတယ်အတိတုတတစ်ခုခုရရှိသွားမယ်ဆိုလို့ရှိရင်ဒါကျွန်တော်အနေနဲ့ဒါအကျိုးရှိပါတယ်ဗောနော်အဲ့တော့အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေတို့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်နေ့ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါဦးမယ်အားလုံးပဲဘေးကင်းကျန်းမာကြပါစေ